ဝင်နဲ့ဝင်လို့မရတဲ့ဖုန်းတစ်ခုမြန်မာပြည်နေရာဆင်ပြေတော်ကိုဘာလို့အသက်နဲ့လဲပြီးတံမိုးထားကြတာဒါရိုးတရိษံမဟုတ်ပါဘူးပထမဆုံးပြောရမှာကဘာသာရေးပါဗုဒ္ဓဘာသာမှာဘုရားလောင်းဟာဆင်ပြေအသွင်နဲ့မဲတော်ဝဲနဲ့ဝင်စားခဲ့ပါတယ်ဒါကြောင့်ဆင်ပြေတော်ဟာမြတ်စွာဘုရားရဲ့ဘုန်းတော်ကိုကိုးစားပြုပါတယ်ဒုတိယအချက်ကအာနာပါဆင်ပြေတော်ဟာစัจ java မင်းကြီးရဲ့ယန္တာ9ပါးတဲ့ကတစ်ပါးပါဆင်ပြေပိုင်းကဘာကိုအုပ်ဆုံးမဲ့ဘယင်ဖြစ်ကြောင်းကြေညာလိုက်တာနဲ့အတူတူပါပဲပြီးတော့ဆင်ပြေရှိရင်နိုင်ငံရမင်္ဂလာရှိပြီးငြိမ်းချမ်းတယ်လို့ယုံကြည်ကြပါတယ်ဆင်ပြေကနိုင်ငံရဲ့ဂုဏ်သက်ကဖြစ်လို့အိန္ဒိချင်းတိုင်းပြည်နဲ့စစ်ပွဲတွေဖြစ်ခဲ့ရပါတယ်ဒါကြောင့်ဆင်ပြေတော်ဟာမြန်မာပြည်နေအတွက်ဘုန်းတော်ကိုနဲ့နိုင်ငံတော်အာဏာကိုကိုးစားပြုတဲ့အသက်ရှင်နေတဲ့ယန္တာတစ်ပါးပဲဖြစ်ပါတယ်